မလို့ချင်တဲ့မိန်းမကိုဆောက်တော့ပြီးတော့ပေါ့နော်နိုင်ရိုးကျွတ်အောင်ရိုက်ခဲ့တဲ့နိုင်ကျုံပေါ့နော်ဒီရိုက်ခဲ့မျိုးသားတော့နိုင်ကျုံသူ့မိန်းမတော့နောက်မြကျွန်တော်မကူပေါ့နော်မကူလို့ခေါ်တယ်ဒါတရင်တိုင်းပေါ်ပြတာဖြစ်သွားတာကျွန်တော်ထိုင်းနိုင်ငံနှခေါပထုံဌာနီမှာဖြစ်သွားပါတော့သူတို့နှစ်ယောက်ကတော့အသက်32နှစ်ဖြစ်ကြတယ်အသက်တွေတူကြတယ်ဒါသူတို့နှစ်ယောက်ပေါင်းလာတာကတော့18နှစ်ရှိပေါ့နော်ခရစ်တဦးလည်းရှိခဲ့တယ်ခင်ဗျသူဒီတရင်ကြောက်ရတိုင်းကျွန်တော်ပြန်လည်ပြောပြမယ်နော်လို့လဲဆိုတော့မိမမလို့ရှိတော့ဆော့ပြက်ခဲ့ပြီးမှနောက်ဆုံးမိမကိုရိုက်တာပေါ့နော်နန်ရိုးတွေကျိုးအုံနှောက်တွေကနေတော့သွေးတွေယူစိတ်တဲ့တိဖြစ်သွားပေါ့နော်ဖြစ်เสียကြတော့ခဏပြောတယ်လို့ပဲထိုင်းနိုင်ငံနှခေါပထုံဌာနီမှာပေါ့နော်နိုင်ကျုံနဲ့မကုတို့လက်မယားတွေအတူနေထိုင်ကြတယ်နှစ်ယောက်လုံးကခဏအတက်ပြောတယ်လို့ပဲအတက်30နဲ့နှစ်အတူတူပဲပေါ့နှစ်ယောက်လုံးမှာ28နှစ်လောက်ပေါင်းလာတာပေါ့နော်ခလေးတူလည်းရှိခဲ့တယ်ပြီးခဲ့တဲ့2024နှစ်ခုနှစ်မှာပေါ့နော်နိုင်ကျုံကနေတော့ကွန်တီတိုက်တစ်ခုမှာအလုပ်သွားလုပ်ပြီးတော့မကုစီသူကတလောက်ကိုပတ်1000ကနေတော့2000ထိပို့ပေးခဲ့တယ်အဲ့လိုနဲ့ကွန်တီတိုက်မှာတစ်နှစ်လောက်နေတော့2025မှာနိုင်ကျုံကပြောင်းလဲလာပေါ့နော်နိုင်ကျုံကသူဗီဒီယိုကောခေါ်ပြီးတော့မကုစီဖုန်းခေါ်လာတယ်နိုင်ကျုံအနားမှာအမျိုးသမီးငယ်တစ်ယောက်ရှိရပေါ့နော်သူထိုင်နေပြီးနိုင်ကျုံဘာပြောလဲဆိုတော့မကူငါမှအချစ်တဲ့တွေ့နေပေါ့နော်နေနဲ့ငါလည်းလိုက်ခွင့်ကြမယ်လို့ပြောတော့မကူကလည်းရင်းနာနဲ့သူနောက်ဆုတ်ပေးခဲ့တယ်ဘာပြဿနာမှသူမရှာခဲ့တော့သူနောက်ဆုတ်ပေးခဲ့တယ်တဲ့မှာနိုင်ကျုံကအတက်ယူသွားတယ်တစ်ဖက်မျိုးသမီးကိုတစ်ဖက်နိုင်ကျုံကတော့ယူသွားတယ်တစ်ဖက်ကမျိုးသမီးကနေတော့မရငယ်နေပြီပေါ့နော်ဖုံးဆက်လာပေါ့နင်းလေနေပြန်ယူသွားပေါ့နော်ငါမနိုင်တော့ပေါ့ငါ့ကိုရိုက်နှက်တယ်ပေါ့နော်ငါမခံစားနိုင်တော့လို့သူကပြောတယ်မရငယ်နေတော့နှစ်ယောက်ကြောင်ကမပေါင်းတော့ဘူးမကူနှစ်ယောက်ကြောင်ဟာနေပဲပြန်ယူတော့ပေါ့နော်ဒီကိစ္စကလေးကစားစရာမဟုတ်ပေါ့နော်အနေတို့ချက်ချက်လို့ယူကြတာပေါ့နော်ငါနောက်ဆုတ်ခဲ့တယ်နင်းနဲ့နိုင်ကျုံနဲ့ငါနဲ့နိုင်ကျုံနဲ့ပေါ့နော်လမ်းခေါ်လိုက်ပြီငါလည်းဘာမှမဆိုင်တော့လို့ပြောခဲ့တယ်ဒါအဲ့လိုနဲ့2026ခုနှစ်4လပိုင်းမှာပေါ့နော်နိုင်ကျုံဟာမကုစီကိုဖုန်းဆက်လာပြီးတော့ငါတို့ပြန်ပေါင်းချအောင်လို့ပြောတယ်ပေါ့နော်မကုကလည်းမခံခဲ့ဘူးပေါ့နော်ပြီးခဲ့တဲ့26ရက်နေ့ကမကုကတငယ်ချင်းကလည်းထမင်းသွားစားပြီးပေါ့အဲ့ပြန်လာတော့ဘယ်ချိန်ကနေဘယ်လိုရောက်လာမှမသိဘူးနော်ဒီကော်လီတိုက်ကနေပြီးတော့အဲ့ကိုပြန်ရောက်နေမှမသိရနိုင်ကျုံကပေါ့နော်မကုကမပြောမဆိုပဲနဲ့ရိုက်နှက်ပေါ့နော်မကုလည်းမကုဆိုတဲ့မိန်းမလည်းဒီနေရာမှာပဲလဲချမိတ်လဲသွားပါတော့ပြီးတော့မကုကားပေါ်တက်ပြီးတော့တနေ့နေရာမှာတောက်တက်ဖို့ဆိုပြီးတော့မောင်းပြေးသွားတော့အနီနာချင်းတွေကရဲကိုအကြောင်းကြားပြီးလိုက်ကြပါတော့လူရှိတဲ့တိုက်တလုံးမှာတောက်တွေ့တယ်တောက်တွေ့တော့ချက်ချင်းပဲဖမ်းမိသွားပါတော့မကုကိုလည်းရေးပေါ်တင်လိုက်ပြီးတော့ရဲကဘာလို့မကုရရတာလဲဆိုတော့နေနဲ့မကုနဲ့ကဘာလို့မပေါင်းတော့လာလို့မေးတော့နိုင်ကျုပ်ကထွက်ဆိုချင်အရာတော်တော်ရိုက်တာလဲပေါ့နော်သူနဲ့မကုဟာအသက်သွင်းနေလို့သူဟာပေါ့နော်ဒီသူယောက်ျားမကုပေါ့နော်အတက်တွင်းနေတယ်လို့တည်င်းကြလို့ပေါ့အလုပ်ထွက်လာပြီးတော့ထိုင်းကိုပြန်လာတာထမင်းဆိုင်မှာအမျိုးသားတယောက်နဲ့ထပ်နေတာတွေ့လို့စိတ်တူပြီးတော့သူကရိုက်လိုက်တယ်လို့ပြောတယ်နိုင်ကျုပ်ဟာသူကြောက်တော့မိမတက်ယူပြီးတော့မိမတခြားသူနဲ့တွဲလာမြင်တော့ရိုက်တာပေါ့နော်မျှတော့မရှိလို့သူတို့ပြောတယ်ပေါ့နော်ဒီအမှုကနိုင်ကျုပ်အမေကပြောတာပေါ့နော်နိုင်ကျုပ်ဆိုတာဒီမျိုးသားပေါ့နော်သူရဲ့အမေကပြောတယ်သူချွမဘက်ကမှန်တယ်ဒီသူတာမကောင်းပေါ့နော်ချွေးမကလည်းတနာတယ်ပေါ့နိုင်ကျုပ်လည်းသူအမမခံပေးနိုင်ဘူးသူ့အမေပြက်တာပြောလိုက်တယ်ထောင်ထဲကနေလုံးဝမနှောချပါစေနဲ့လို့ပဲ dress ဆိုပြောဆိုခဲ့ကြပါနော်စိတ်မကောင်းပါဘူးနိုင်ရိုးကျတော့အမအတွက်တကယ်စိတ်မကောင်းပြန်ဝမ်းလည်းပါနော်အများဆုံးတက်တာပါသေးတယ်တောင်းလိုက်ပါတယ်